ဘုရားဘာသာလို့ခံယူထားတဲ့ပုဂ္ဂိုလ်တိုင်းဟာမိမိတို့ကိုယ်တိုင်နှုတ်မြတ်ပြီးဆိုထားတဲ့ဗုဒ္ဓံတရဏံဂစ္ဆာမိဘုရားကိုကိုးကွယ်ရအဖြစ်အတိမတ်ပြုပါတယ်ဓမ္မံတရဏံဂစ္ဆာမိဓမ္မကိုးကွယ်ရအဖြစ်အတိမတ်ပြုပါတယ်တန်ခံတရဏံဂစ္ဆာမိတန်ခါကိုကိုးကွယ်ရအဖြစ်အတိမတ်ပြုပါတယ်လို့နှုတ်မြတ်ပြီးဆိုထားတာဟာဒီမိမိရဲ့ကိုးကွယ်မှုဟာဥပတကာဥပတိကာဆိုတဲ့အရည်ချင်းတွေကိုရယူထားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီအရည်ချင်းတွေရယူထားတဲ့အတိုင်းဖះကိုကိုးကွယ်တယ်ဆိုတာဘာကိုပြောတာလဲဖះစဉ်လေးအိမ်မှာတင်ထားပြီးတော့တနေ့ကိုဖះရှိခိုးတယ်ပန်းလေးတင်တယ်ရေချမ်းလေးတင်ဒါကိုပဲဖះကိုးကွယ်တယ်လို့ခေါ်တာလားစီမီလေးလှူတယ်ဒါဖះကိုးကွယ်တယ်လို့ခေါ်တာလားလို့ဆိုအစစ်မှန်အနှစ်သာရအပြင်ဒါကိုးကွယ်တယ်လို့မခေါ်နိုင်ဘူးနော်အစစ်မှန်အပြင်ဆိုရင်တော့အပေါ်ယံအပြင်တော့ကိုးကွယ်တယ်လို့ပြောလို့ရတယ်အစစ်မှန်ကဘာလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါဖះဆုံးမတဲ့အတိုင်းလိုက်နာမှဆိုပါစို့အိမ်မော်တော့ဖះကိုးကွယ်ထားတယ်မိသားစုကခဏခဏရံဖြစ်ကြတယ်ဖះရှိလဲဖះစဉ်ရှိပါလဲရံဖြစ်ခြင်းဖြစ်ဒေါသတွေဖြစ်တယ်နော်မေတ္တာတွေမထားနိုင်ဘူးကရုဏာတွေမပွားနိုင်ဘူးမုဒိတာတွေမထားနိုင်အဲ့တော့ငါးပါးသီလကိုလုံအောင်မကျင့်နိုင်ဘူးဆိုလို့ရှိရင်ဖះကိုးကွယ်တယ်လို့ပြောပေမဲ့လို့ဒီပုဂ္ဂိုလ်ဟာအရည်ချင်းပြည့်ရွေးနေတယ်လို့ခေါ်ပါမယ်အရည်ချင်းပြည့်ရွေးနေတယ်ဖះရဲ့အဆုံးအမဘာလဲအကုသိုလ်မပြုရဘူးကုသိုလ်မှန်သမျှပြည့်စုံစေရမယ်ကိုယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဒါဖះအဆုံးဖះကိုကိုးကွယ်ပါတယ်ဆိုတာဖះအဆုံးအမကိုလိုက်နာပါမယ်လို့ဂရုပြုတာပဲအဲ့ဒီဂရုပြုထားတဲ့အရည်ချင်းတွေဟာပြည့်ရွေးနေတယ်လို့ဒီလိုပြောတာအဲ့တော့ကိုယ့်ရဲ့ကိုးကွယ်မှုအရည်ချင်းပြည့်ရွေးနေအေးဖះတော်ရှိခိုးပါရဲ့ပန်းရည်တန်းကတ်လူပါရဲ့အဲ့ဒါတွေဖះဟောတဲ့တရားအတိုင်းတော့မလိုက်နာဘူးဒီအ ਨੇ ဆုံး၅ပါးသီလတည်အောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ဒါအရည်ချင်းပြည့်ရွေးနေပြီလို့ဒီလိုပြောတာနော်အရည်ချင်းပြည့်ရွေးအရည်ချင်းပြည့်ရွေးနေလို့ရှိရင်ခုနကတရားသူကြီးလို့ဆိုပြီးတော့ဥပဒေကိုမစောင့်ရှောက်တဲ့ပုဂ္ဂိုလ်လိုပဲမထူးဘူးအရည်ချင်းပြည့်ရွေးနေလို့ပြောရမှာပဲဘုရားဘာသာခေါင်းတယောက်လို့မဖြစ်ဘူးပေါ့ဖရာတပည့်ခေါင်းမဖြစ်ဘူးပေါ့ဒီလိုဆိုလိုတာပေါ့ယရဏသုံးပါးကိုစိတ်ကတ်တယ်ဆိုတာဖရာကိုကိုးကွယ်တယ်ဖရာရဲ့အဆုံးအမကိုလက်ခံပါမယ်ဓမ္မံတရဏံကိစ္ဆာမိတရားကိုကိုးကွယ်ပါတယ်ဆိုတာတရားအတိုင်းကျင့်ကြံကြိုးကိုအထောက်ပါမယ်သို့သောတရားကိုကမကျင့်ဘူးတရားဆိုဒီမှာဘာကိုပြောတာတော့ဆိုသီလသမာဓိပညာလို့ဆိုရင်ကျင့်စရာသိက္ခာ၃ပါးအဲ့ဒီထဲမှာဒါအခြေခံဟာစပြီးတော့ကျင့်ကြံကြိုးကိုအထောက်မှုမလုပ်ဘူးဆိုတရားကိုကိုးကွယ်တယ်လို့သာပြောပေမဲ့လို့တရားကိုကိုးကွယ်တယ်လို့ခေါ်လို့မရဘူးအရည်ချင်းပြည့်ရွေးနေပြီလို့ဒီလိုပြောရမှာပဲအရည်ချင်းပြည့်ရွေးဓမ္မန္တရဏံကိစ္ဆာမိလို့ဆိုပြီးတော့နော်ဗုဒ္ဓံတရဏံကိစ္ဆာမိလို့ခေါ်တယ်ဓမ္မန္တရဏံကိစ္ဆာမိလို့ခေါ်တယ်အရေးတယ်ဆိုရင်နတ်သွားမေးတယ်နတ်ကိုးကွယ်တယ်နတ်ကခိုင်းတာတွေရှောက်လုပ်တယ်ဟောဒါအရေးချင်းပြည့်ရွေးတယ်လို့ခေါ်တယ်ကံကိုမယုံဘူးဘာတွေယုံတော့လောကလူတွေဟာအတန်ကိုလိုက်တာတွေကအများကြီးပဲခုခေတ်မှာမြတ်စွာဘုရားကဗုဒ္ဓဘာသာဒီဥပတကဥပတိကမတွေအရည်ချင်းပြည့်ရွေးသွားတာဘယ်လိုဟာတော့ဆိုမင်္ဂလံပစ္စေတိနကမ္မံလောကမှာရှိတဲ့တကယ်မင်္ဂလာမဟုတ်တဲ့ဟာတွေကိုယုံကြည်လို့ရှိရင်ကံကိုမယုံကြည်လို့ရှိရင်ဒါဟာအရည်ချင်းပြည့်ရွေးတယ်လို့ပြောတာကံဆိုဒီမှာကိုလုပ်တဲ့ကုသိုလ်ကံယုံကြည်အားကိုးအားကိုလုပ်တဲ့ကုသိုလ်ကံကိုယုံကြည်အားကိုးမှုမပြုဘဲနဲ့မျက်စိကကောင်းတာလေးမြင်လို့ရှိရင်မင်္ဂလာရှိလိုက်တာနားကကောင်းတဲ့သတင်းလေးကြားရင်မင်္ဂလာရှိလိုက်တာ
အဲ့ဒီအမြင်အကြားတွေပေါ်မှာမင်္ဂလာထားပြီးတော့မင်္ဂလာယူနေသမျှအိမ်မှာကြီးပွားအောင်လို့နေချင်းညချင်းကြီးပွားခြင်းလို့တဲ့ချင်းပင်စိုက်ထားတယ်နော်အကျဉ်းစီအောင်ခြင်းလို့တဲ့ကြံကြောင်းဖျားလှူထားတယ်နော်ပင်မမှာစိုးလို့တဲ့ပန်းသီးဖျားမတင်ဘူးတဲ့နော်အလောက်ကိုင်းတွေကဒီအောင်မြင်မှုတွေကြံ့ကြာလို့ဆိုပြီးတော့ကြာပန်းကိုဖျားမလှူဘူးဆိုအဲ့ဒါတွေဟာသူကမင်္ဂလာလို့ခေါ်တယ်နော်မင်္ဂလာကိုယုံတယ်လို့ခေါ်တယ်ကံကိုယုံတာမဟုတ်ကံယုံတဲ့ပုဂ္ဂိုလ်တွေကဒါတွေကဘာမှသက်ဆိုင်တာမဟုတ်ဘူးဒီဟာတွေနောက်လိုက်เสียဘာမှမလိုဘူးကိုပဲစမ်းသိရမယ်ငါဟာတရားတရားရှိရလားငါမှကိုချင်းသီလရှိရလားတရားတရားရှိပြီးကိုချင်းသီလပြည့်စုံငါမှဘုရားတရားတွေနဲ့ပတ်သက်ပြီးတော့ဘ ਹੁ တုတရှိရလားစွန့်ကြဲလှူဒန်းမှုဒါနကောင်းမှုတွေရှိရလားဘုရားတရားနဲ့ပတ်သက်ပြီးအကြောင်းအကျိုးအကောင်းဆိုးတွေကိုသိတဲ့အသိပညာမျိုးတွေရောငါမှဘယ်အတိုင်းတာရှိတယ်တတ္တာသီလသုဒ္ဓစာကပညာအဲ့ဒီ၅မျိုးရှိရလားငါဒါပဲလေ့လာရမယ်အဲ့ဒါလေ့လာလို့ရှင်ဆုတောင်းတာအောင်အဲ့ဒါလို့မဟုတ်ဘဲနဲ့တတ္တသီလသုဒ္ဓစာကပညာဆိုတဲ့ဒီအရေးချင်းတွေပြက်ပြားပြီးတဲ့အခါမှာနော်အောင်မြင်ခြင်းလို့တဲ့ကြီးပွားခြင်းလို့ဆိုလို့ခိုင်းတာတွေအကုန်ရှောင်လုံးတယ်နော်ကြီးပွားခြင်းလို့စီးပွားတက်ခြင်းလို့ဆိုပြီးတော့ဟိုဟာတွေလှုပ်တယ်ဒါတွေလှုပ်တယ်ပေါ့အဲ့ဒါလို့ယုံကြည်မှုတွေအခြေခံမပါတဲ့ယုံကြည်မှုတွေလှုပ်နေလို့ရှိရင်ခုနကဒါလည်းအည်ချင်းပြည့်ရွင်ခြင်းပဲဖြစ်တယ်ပေါ့